စားပလင်းနှင်းမောင်နဲ့တပွဲစားဦးနှောအရေးကြီးသောမှုတစ်ခုအတွက်ကျွန်တော်၏မိတ်ဆွေကြီးစားပလင်းနှင်းမောင်သည်ရှမ်းပြည်နယ်တောင်ပိုင်းသို့သွားရောက်ခါမျိုးမျိုးဖုံဖုံရုပ်ဖြတ်၍စုံစမ်းထောင်လန်းခြင်းများပြုလုပ်ခဲ့လေသည်၎င်းသည်တခါတရံ၌ဗေဒင်ဆရာကဲ့သို့၎င်းတခါတရံ၌လမ်းဘေးစားဂျဘိုးတေလီတူးကဲ့သို့၎င်းစသည်ပင်ဖန်တီးကအမှု၏တဲလုံစားကိုသာမဟုတ်ဘဲတရားခံ၏အင်ကြီးကော်လန်စားကိုပင်ဆွဲကင်မိသည့်တိုင်အောင်ကျိုးပန်းခဲ့လေကိုရင်းမောင်သည်ထ၌ဆိုခဲ့သည့်တိုင်ရှမ်းပြည်နယ်တောင်ပိုင်း၌တရားခံကိုစုံစမ်းထောင်လန်း၍ဖမ်းဆီးပြီးလျှင်အင်းစိန် CID တို့ပြန်လာခဲ့သဖြင့်ကျွန်ုပ်သည်လာပေါင်းတော်ကြခွဲခွာနေရသောကျွန်ုပ်၏မိတ်ဆွေကြီးနှင့်စကားဝအောင်ပြောလိုက်မိဟုအားခဲကထိုနေ့ဖို့ပြုလုပ်ဖွယ်ရာရှိသောအခြားကိစ္စများအားဘေးသို့ဖယ်ထား၍နှစ်ယောက်သားအေးချမ်းစွာစကားပြောလျက်ရှိလေကိုနေမောင်၌ရှမ်းပြည်မှနေ၍ပစ္စည်းထူးဆန်းကလေးနှစ်ခုပါ၍လာလေထိုပစ္စည်းများကျွန်ုပ်၏စပွဲပေါ်သို့တင်၍ကိုနေမောင်ကအောက်ပါတိုင်းပြောလေအိုင်စီအဲ့ဒီပစ္စည်းလေးနှစ်ခုကိုကြည့်စမ်းပါဘလို့ထူးခြားမှုရှိသလဲကျွန်ုပ်ဒီကိုနေမောင်ပြသောစပွဲပေါ်မှာပစ္စည်းကလေးနှစ်ခုအနက်တစ်ခုအားကောက်၍သေးချာချာကြည့်ရလေပစ္စည်းကလေးမှာအမြင်အားဖြင့်နလမခန့်ရှိသောကြေးဝါဖြင့်ပြုလုပ်ထားသောအယုတ်ကလေးတစ်ခုဖြစ်လေလက်တစ်ဖက်တွင်တပိတ်ကဲ့သို့အရာတစ်ခုကိုပိုက်၍ထားခြင်းကိုထောက်သဖြင့်ဘုံကြီးသို့မဟုတ်ယဟန္တာ၏ရုပ်ထုဟုစဉ်းစားဝယ်ရရှိတော်လဲအခြားတစ်ဖက်၌အပြင်သို့စမ်းထုတ်ထားသည်ဖြင့်လက်ဝါးပေါ်၌အလုံးလေးလုံးတင်၍ထားသည်ကိုတွေ့ရပြန်၎င်းလုံးကလေးမှာလည်းယခုခေတ်ဓာတ်လုံးဝါသနာပါသူတို့လက်ဆိုပြုလုပ်ဝစ်စင်သောဓာတ်လုံးအရွယ်ပမာဏခန့်ရှိလေထိုချင်းအကိုထောက်၍ယဟန္တာ၏ပုံတော်ယူဆရလည်းမဖြစ်နိုင်တော့ပြီဓာတ်လုံးပေးစွန်သောယဟန္တာဟူ၍စာပေတို့၌မပါရှိသောကြောင့်ဖြစ်အဲ့ဒါရှမ်းဘာသာနဲ့တော့ဖျောင်းလို့ခေါ်တယ်ဗျလက်ရှင်စေတဲ့ရှေးခေတ်အစီရင်တစ်ခုပဲရှားတာတော့တော်တော်ရှားတဲ့ပစ္စည်းပဲအိုင်ပြီကိုနေမောင်ကပြောလေထို့ကြောင့်ကျွန်ုပ်ဒီကြံသောပစ္စည်းတစ်ခုကိုကောက်ယူကြည့်မိပြန်လေသည်ထိုပစ္စည်းမှာအသွားအပြင်ခုနှစ်လက်မခန့်ရှိ၍အယိုး၌ကြောက်တံပရံများစီချဲထားသည့်ဓာတ်မြောင်တက်လက်ဖြစ်လေကျွန်ုပ်ဒီအယိုး၌မြုံနှံစီချဲထားသည့်ကြောင်များကိုဆက်နှဆချက်မှန်ဘလူးဖြင့်ကြည့်ရာကြောင်များမှာအတော်တန်ဖိုးတန်သောကြောင်များဖြစ်သည်ကိုတွေ့ရသည်ဖြင့်ကြောင်များ၏ဘေး၌မဲနဲ့6သွေးလျက်ရှိသောသွေးအစနာအကျွင်းကြံကိုတွေ့ရလေတဖန်တမြောင်၏အသွားကိုကြည့်ပြန်ရာမျော်ချောင်းခေါ်သည့်တစုံတစ်ခုသောတက်ရှိတရဝါအားထိုးခုတ်လိုက်ပါကခန္ဓာကိုယ်တွင်းသို့ဝင်လေနိုင်စေရန်ပြုလုပ်ထားသောမြောင်းတစ်ခုကိုတွေ့ရလေထိုမျော်ချောင်းခေါ်မြောင်း၏အထက်၌ရိုးရာပန်းခတ်တရံများကိုရွှေဖြင့်အကွက်ဖော်ထားသည်ကိုလည်းတွေ့ရလေကျွန်ုပ်သည်ဓားသွားကိုကြည့်ပြီးနောက်အယိုးကိုတဖန်ပြန်၍စစ်စစ်ကြည့်ရှုပြန်ရာအယိုးမှာအများသူကပြုလုပ်တဲ့ကဲ့သို့ကျွဲကြိုနွားကြိုပြောင်ကြိုစသည်တို့ဖြင့်မဟုတ်ဘဲတစ်သားဖြင့်ပြုလုပ်ထားသည်ကိုတွေ့ရသဖြင့်၎င်းအယိုးကိုကျွန်ုပ်သည်နှာခေါင်းအနီးသို့ကပ်၍ကြည့်ရှုရာကရမက်ရနံတင်းတင်းကိုရရှိလေတပံသွား၏အရင်ပိုင်း၌ရွှေဖြင့်ရေးထွင်းထားသောစာကိုကြည့်မိပြန်ရာမောင်နှောဟူသောစာကိုတွေ့ရ၏အခြားတစ်ဖက်သို့လမ်းမေးကြည့်လိုက်သောအခါ၌တပွဲစားဟူသောစာကိုပါတွေ့မြင်ရလေဒါကဘသူပစ္စည်းလဲဗျကျွန်တော်ကဓမြောင်ကိုကန်၍မေးလိုက်လေပစ္စည်းရှင်ကတော့စာထဲမှာပါတဲ့အတိုင်းတပွဲစားမောင်နှောပေါ့ဗျာဒါပေမဲ့ဒီပစ္စည်းကကြာပြီဗျဒီတော့မောင်နှောတော့မဟုတ်တော့ဦးနှောဖြစ်နေပေါ့ဒီဥစ္စာကိုရခဲ့တာတောင်ကြီးမြို့လမ်းကနတ်ခတ်ဆရာဦးကျော်စိန်ထွန်းစီကပဲကျုပ်ကထူးဆန်းလေးဝါသနာရှိတဲ့အကြောင်းသူသိလို့မို့ဒီပစ္စည်းကိုကျုပ်လက်ထဲအပ်လိုက်တာဗျနီးစမောင်ကိုနေမောင်တပွဲသားဆိုတာဘာအဓိပ္ပာယ်လဲဘာချစ်ပြိုက်လဲဒီလိုဗျတန်ငါမှာလည်းတပွဲသားရှိတယ်မုံဆိုးမှာလည်းတပွဲသားရှိတန်ငါတပွဲသားဆိုတာအင်းနေပါလေလီလန်ဆွဲတဲ့ခါမှာတပွဲသားကိုအင်းလီလန်ဆွဲမဲ့လူကခေါ်ပြီးတော့အင်းကိုပြရတယ်တပွဲသားရေကိုကြည့်ပြီးတော့ဘယ်ငါဘယ်အချိန်မှာဘယ်လောက်ရမယ်လို့ပြောနိုင်တယ်တန်ငါလုပ်ငန်းမှာတစ်ဖက်ကန်းကကျွမ်းကျင်သွားတယ်လူပေါ့ဗျာအဲ့လိုတပွဲသားတွေကိုပြတဲ့ကအကျွေးမွေးအစုံလေးနဲ့ဧည့်ခံတယ်ဟောဒီဓမြောင်ပိုင်းရှင်တပွဲသားဦးနှောဆိုတာမုံဆိုးကြီးဗျဘယ်တော့ဘယ်ချိန်သွားဘယ်လိုသားကောင်ရလိမ့်မယ်ဆိုတော့ပြောနိုင်တယ်ဆိုပဲခမရပြောတော့လေတပွဲစားဆိုတာစိတ်ဝင်စားစရာပါလားဒီလက်စိတ်ဝင်စားဖို့ကောင်းတာဒီဓမြောင်ပေးလိုက်တဲ့ဦးကျော်စိန်ထွန်းဟာသူ့လက်ထဲကိုဓမြောင်ရတဲ့အချိန်ကိုနတ်ခတ်နဲ့တွက်ပြီးဟောချက်တစ်ခုထုတ်ထားတယ်ဒီဓမြောင်နဲ့နောက်ထပ်အမှုတစ်ခုကျူးလွန်မယ်ဆိုပဲနီးစမ်းမောင်တပွဲစားဦးနှောအခုဘယ်မှာရောက်နေဦးနှောဘယ်ရောက်နေဆိုတော့မပြောတတ်ဘူးဗျဦးကျော်စိန်ထွန်းပြောပြချက်ရတော့ဦးနှောကတောထဲမှာမုံဆိုးလုံးနေနဲ့ဘင်းတစ်ပါးမြုံနှံထားခဲ့တဲ့ရွှေငွေရဲနာတွေတူးပေါ်ရရှိပြီးတော့ချမ်းသာသွားတယ်ဆိုပဲဘာလို့ဒါကိုခမရပြောတာတွေကအဆန်းကြီးပါပဲလားကိုနေမောင်ကဲအိုင်စိတ်ကိုနေမောင်လက်ဖေးလေးပါပြီးသွားပြီးတော့တောက်ကြအောင်ဆိုလားကျွန်တော်ကခေါ်လိုက်ရကိုနေမောင်သည်လုံးဝငင်းဆန်ခြင်းမပြုဘဲထိုင်ရာမှငေါက်ကနေထား၍ကျွန်ုပ်နဲ့လိုက်ပါခဲ့လေတော့၏